ချိန်နေတိုင်းမှာဒီဆိုနေကြသူတမ်းထားတဲ့ချင်းလေးတွေခတ်တိုးတို့ဒီဆိုတာကိုသူ့ကြောင့်တဲ့ချင်းစက်တာသူမကြိုက်တော့တိုင်းရရုံပေါ်သူ့တွေ့နေတဲ့ချင်းလေးတွေမဆိုရတော့